မင်္ဂလာပါဒီနေ့ရုံးကညီမလေးနှစ်ယောက်ကရာထူးတိုးလို့ဆိုပြီးတော့တောင်းကလာဖျားနာကအဝစာပူတွေလိုက်ကြွေမှာမို့လို့တွားနေတာဖြစ်ပါတယ်တောင်းကလာပြမစိုးလမ်းကိုဝင်လိုက်ပါ9မိနစ်လောက်လမ်းလျှောက်ပြီးရင်လမ်းရဲ့ညာဘက်မှာရှိပါတယ်ဒီဇိုင်းလေးက Master Chef ကအမကနေပြီးတော့ဖွင့်ထားတာလို့သိရပါတယ်။ဆိုင်နာမည်ကတော့ဒီမာဟိတ်ပါ။ဒီဆိုင်မှာတယောက်ကိုအဝစာ19500ကျပ်လို့သိရပါတယ်။ဒါကတော့အဝစာသုံးဆောင်သူတွေအတွက် side dish လေးတွေဖြစ်ပါတယ် side dish လေးတွေအားလုံးကအရာရာအကုန်လုံးကောင်းပါတယ်အသားတွေကိုလည်းဝက်သားကြက်သားမဲသားပဇွန်အစုံထည့်ပေးထားပါတယ်ကျမတို့အဖွဲ့ကတော့ပဇွန်အများဆုံးစားခဲ့ပါတယ်အဝစာ19500မှာဖြိုရည်ကတော့မပါပါဘူးဒါကတော့ free flow ရတဲ့သမင်းတုပ်ပါအရန်ကောင်းပါတယ်တစ်ဖွဲ့လုံးအားရပါရစားကြပါတယ်အရန်ကောင်းပါတယ်ရှင်ဆိုင်ကညနေရောက်လေလူများလေးဖြစ်လာပါတယ်ပဇွန်10ကောင်စားပြီးဘိုက်ပြေသွားတဲ့တယောက်ကိုရိုက်ထားတာပါရှင်